မေတ္တာဆိုတာပေးဆက်ခြင်းဖြစ်ပါတယ်။သူတစ်ပါးအပေါ်မှာမေတ္တာအများကြီးရှိတယ်ဆိုရင်အများကြီးပေးဆက်ဖို့လိုပါတယ်။မေတ္တာဆိုတာတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်တဲ့သူတစ်ပါးအဆင်ပြေစေဖို့စိတ်အာရုံကနေဆုတောင်းပေးတာဟာမေတ္တာဖြစ်တယ်လို့သူတစ်ပါးစိတ်ချမ်းသာစေဖို့နှုတ်ကနေဆုတောင်းပေးတာဟာလည်းမေတ္တာဖြစ်ပါတယ်။ဒါအပြင်သူတစ်ပါးအေးချမ်းစေဖို့ပျော်ရွှင်စေဖို့အခက်အခဲတွေကနေကင်းလွတ်စေဖို့အတွက်ကိုယ်တိုင်လိုက်ပါကူညီပေးတာဟာလည်းမေတ္တာပဲဖြစ်ပါတယ်။မေတ္တာမှာမနောကမေတ္တာရဲ့ဝစီကမေတ္တာရဲ့ကာယကမေတ္တာရဲ့ဆိုပြီး၃မျိုးရှိပါတယ်။မနောကမေတ္တာဆိုတာစိတ်ဖြစ်ပွားများခြင်းပဲဖြစ်ပါတယ်။အလွယ်ကူဆုံးပြောရမယ်ဆိုရင်ကျွန်တော်တို့တွေနေ့စဉ်မေတ္တာတွေကိုစိတ်နဲ့ပို့သနေတာဟာမနောကမေတ္တာဖြစ်ပါတယ်။တတ္တဝါများအားလုံးဘေးမတည်ရန်မခါကြပါစေနဲ့တတ္တဝါများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလူသားများအားလုံးကတ်ဆိုးအန္တရာယ်ဆိုးမှကင်းဝေးကြပါစေဆိုပြီးစိတ်ထဲကနေပွားများတာဟာမေတ္တာဖြစ်တယ်လို့သူတစ်ပါးအဆင်မပြေဖြစ်သွားမှသူတစ်ပါးဒုက္ခရောက်သွားမှာကိုမလိုလားတဲ့စိတ်ဖြစ်ရှင်ဟာမေတ္တာပဲဖြစ်ပါတယ်။ဝစီကံမေတ္တာဆိုတာနှုတ်ဖြစ်ပွားများခြင်းပဲဖြစ်ပါတယ်။အယုရှင်းဆုံးပြောပြရမယ်ဆိုရင်သူတစ်ပါးအဆင်ပြေသွားစေဖို့အကြံဉာဏ်ပေးတာလမ်းညွှန်ပြသပေးတာအတိပေးတာသတိပေးတာတွေဟာဝစီကံမေတ္တာပဲဖြစ်ပါတယ်။နောက်ပြီးသူတစ်ပါးပျော်ရွှင်စေဖို့ဘေးအန္တရာယ်ကင်းရှင်းစေဖို့နှုတ်ပါဆက်ကနေအတန်ထွက်ရွစုပို့တာဟာလည်းဝစီကံမေတ္တာပဲဖြစ်ပါတယ်။ကာယကံမေတ္တာဆိုတာကိုယ်အမှုဖြစ်ပြုလုပ်ခြင်းဖြစ်ပါတယ်။ဥပမာလမ်းသွားနေရင်စူးတချောင်းအမိုက်တဆမြင်မိတဲ့အခါလမ်းသွားလမ်းလာတွေခလုတ်တိုက်တာစူးနှင်းမိတာတွေမဖြစ်ပါစေနဲ့ဆိုတဲ့စိတ်ကလေးနဲ့စူးတွေအမိုက်တွေကိုဖယ်ရှားသန့်စင်ပေးလိုက်တာဟာကာယကံမေတ္တာဖြစ်တယ်လို့ကိုယ့်ရှေ့မှာအစင်မပြေဖြစ်နေတဲ့သူတွေကိုငွေအင်အားသို့မဟုတ်လူအင်အားနဲ့တက်ဆန်းသမျှကူညီပေးလိုက်တာဟာလည်းကာယကံမေတ္တာပဲဖြစ်ပါတယ်။တကယ်တော့မေတ္တာဆိုတာစာနာစိတ်တွေအများကြီးနဲ့ဖွဲ့စည်းထားတဲ့အရာဖြစ်ပါတယ်။ဒီလိုစာနာစိတ်တွေကြောင့်ပဲသွေးမတော်သားမဆက်ပဲငလင်ဘေးရေဘေးတွေမှာကာယကံမေတ္တာတွေနဲ့အာဇုမှန်တဲ့ဝိုင်းဝန်းကူညီကြတာမဟုတ်ပါလား။သူ့နေရာမှာငါသာဆိုရင်ဆိုတဲ့စိတ်ကလေးနဲ့ကူညီကြတာမဟုတ်ပါ